သားသမီးတွေကိုကြွေးလို့ပို့တဲ့ထမင်းချောင်းစားပြီးရုံးတက်မှုလားကိုချုပ်ဒီနေ့အစည်းအဝေးကတနေ့ကုန်နေရမှာကိုချုပ်ရတိုင်းပြည်ရဲ့ခေါင်းဆောင်ကောင်းတယောက်ပြည်သားယုံသားမကဖခင်တယောက်ရဲ့တောင်းဝင်လဲကြည်ပါလားမောင်ရဲ့ရာဇဝေးအထောက်ဖက်တီးလေးရှိရမယ်မောင်ကိုလေးချူလို့တဲ့မြင့်မြတ်တဲ့ဘိုးအောင်ဆန်းရဲ့ရာဇဝေးအထောက်ဖက်တီးလေးရှိရမယ်မောင်ကိုလေးချူလို့တဲ့မြင့်မြတ်တဲ့ဘိုးအောင်ဆန်းရဲ့တိုင်းပြည်ရဲ့ကျူးဆွမ်းခဲ့တဲ့ညစာမီတွေမာကေတို့မြမာရီစိုးမှုလို့ပြောကြရှာလို့လာတဲ့